ကိုလောက်ကတာကြိုက်တယ်လို့ပြောချင်တဲ့အခါမှာ I like to သူနောက်က verb 1လေးလိုက်ပြီးတော့သုံးပြလို့ရပါတယ် okay example sentence I like to eat chocolate cake ငါ chocolate cake စားရတာကြိုက်တယ်okay ငါမနက်ပိုင်းမှာစက်ဘီးစီးရတာကြိုက်တယ် I like to ride a bike in the morning okay ငါညဘက်မှာတရေကားကြည့်ရတာကြိုက်တယ် I like to watch horror movie at night okay ငါကြောင်းသွားရတာကြိုက်တယ် I like to go to the school okay ငါနွေရာသီမှာကမ်းခြေကိုသွားရတာကြိုက်တယ် I like to go to the beach in summer okay ငါရေဒီယိုအစီအစဉ်တွေနားထောင်ရတာကြိုက်တယ် I like to listen to the radio program okay ငါဂိမ်းကစားရတာကြိုက်တယ် I like to play the game okay ငါကွန်ပျူတာသုံးရတာကြိုက်တယ် I like to use the computer okay အဲ့တော့တစ်ခုခုကိုလောက်ကတာကြိုက်တယ်လို့ပြောချင်တဲ့အခါမှာ I like to သူနောက်ကနေ verb 1လေးလိုက်ပြီးတော့သုံးလို့ရပါတယ် I don't like to clap but one pattern လေးပဲဖြစ်ပါတယ် pattern လေးရဲ့အဓိပ္ပာယ်ကတော့တစ်ခုခုကိုလောက်ကတာငါမကြိုက်ဘူးလို့ပြောချင်တဲ့အခါမှာ I don't like to သူနောက်က verb 1လေးလိုက်ပြီးတော့သုံးမယ်ပေါ့နော် okay example sentence okay ငါစက်ဘီးစီးရတာမကြိုက်ဘူး I don't like to ride a bike ငါဂိမ်းကစားရတာမကြိုက်ဘူး I don't like to play the game ငါတရေကားတွေကြည့်ရတာမကြိုက်ဘူး I don't like to watch horror movie ငါဈေးသွားရတာမကြိုက်ဘူး I don't like to go to the market yes ငါရေဒီယိုနားထောင်ရတာမကြိုက်ဘူး I don't like to listen to the radio okay ငါညနေပဲအပြင်ထွက်ကြတာကိုမကြိုက်ဘူး I don't like to go outside in the evening ငါမနေ့စောစောအိပ်ရာထရတာကိုမကြိုက်ဘူး I don't like to get up early in the morning okay အဲ့တော့တခုခုကိုလုပ်ကြတာမကြိုက်ဘူးလို့ပြောချင်တဲ့အခါမှာ I don't like to သူနောက်ကနေ verb 1လေးကိုလိုက်ပြီးတော့သုံးပြလို့ရပါတယောက်ယောက်ကိုတခုခုလုပ်ရတာကြိုက်လားလို့မေးချင်တဲ့အခါမှာ do you like သူနောက်က verb ing တွေလိုက်ပြီးတော့သုံးပြီးလို့ရပါတယ် okay example sentence do you like eating chocolate cake chocolate cake စားရတာကြိုက်လား okay okay milkshake တောက်ရတာကြိုက်လား do you like drinking milkshake TV ကြည့်ရတာကြိုက်လား do you like watching TV game ကစားရတာကြိုက်လား do you like playing the game okay စက်ဘီးစီးရတာကြိုက်လား do you like riding a bike coffee တောက်ရတာကြိုက်လား do you like drinking coffee story ဖတ်ရတာကြိုက်လား do you like reading story ကျောင်းသွားရတာကြိုက်လား do you like going to the school okay အဲ့တော့တခုခုကိုလုပ်ရတာကြိုက်လားလို့မေးချင်တဲ့အခါမှာ do you like သူနောက်က verb ing တွေလိုက်ပြီးတော့သုံးပြီးလို့ရပါတယ် thank you